နောက်ကော်ပရာဆိုလက်ကြည့်ဘိုးအသေးကရှေ့ဆုံးอ่ะဟာလက်တစ်ဖက်မရှိဘူးဟာတနတ်ချွေးတန်တရေရေနဲ့အဲ့ဒါတိုက်ပွဲဟွာတဲ့လားဟာကရုံချင်းနဲ့ဟိုမိုးပေါ်ထောင်ပြီးတက်တော့ရိုက်နေတာမဟုတ်ဘူးမေလို့တွေအလူခံသားနေမှာသူ့ကိုပြောတာဟုတ်ကဲ့3ရက်ကိုပြောထားတာသူ3ရက်တော့ဘူတာဘောလို့ဆိုလဲစောနေတာပဲဟင်အဲ့တရင်လေးတွေကလီကိုယ့်ရဲ့တင်တန်းဆဲတဲ့လူလေးတစ်ယောက်နှစ်ယောက်လောက်ထိုးကြွေးပြီးလီးစကားတွေတက်ပြောနေတယ်ဟမ်မလို့ကရင်ပြည်နယ်လွတ်ပြောင်းအောင်ပဲအရင်လောက်ကြည့်အောင်ဟောစောက်ကြီးစောက်တယ်မပြောနဲ့ခဏဟိုပြည်သူတွေကမင်းငါလုံးမအခု ID ခဲ့တိလားlýပညာခဲ့ဟမ်ကဘာကြီးမှာအမေရိကန်ဘာဖြစ်လဲအီရတ်ချိုင်းနာအိန္ဒိယဟမ်ရုရှားယူကရိန်းဘယ်နိုင်ငံဘာဖြစ်လဲအကုန်လုံးမင်းလေ့လာလို့ရတယ်ဟမ်ဟိုမြန်မာနိုင်ငံကိုလီးဝက်လောက်ရှိတယ်ငါလီးဟမ်ဟိုနိုင်ငံလောက်ကိုမြေပြင်သင်းလာကြည့်စရာမလိုဘူးကိုမေကိုလိုတွေရတက်လားနော်မင်းတို့မြန်မာနိုင်ငံမှာဇီးဝက်လောက်ရှိတဲ့နေရာမှာဘယ်အဖွဲ့အစည်းကဘာကောင်လဲဆိုတာဟမ်လူကောင်းလားလူဆိုးလားဒီကောင်အကြံပန်သမားလားဒီကောင်ပြည်သူဒီကောင်အောက်လက်ငယ်သားတွေကိုဟမ်ထိုးကြွေးပြီးတော့လိန်သားနေတဲ့ကောင်လားအကုန်သိတဲ့နိုင်ငံသားကောင်တွေကသိလားဟမ်ကိုမေကိုလိုတွေခွေးလို့တက်မအူနဲ့နော်ကာပါပေးတဲ့လူတွေတတိတာဟမ်ကာပါပေးတဲ့လူတွေထိုင်းမှာထမင်းလေးဟင်းလေးကောင်းရောင်းနော်ဘယ်သူပြောတာသိလားထိုင်းမှာထမင်းလေးဟင်းလေးကောင်းရောင်းစစ်တာတိုက်ကြည့်လေးမလုံးနဲ့နော်ဘယ်ကောင်းစောက်မျက်နှာမှာငါထောက်မှာမဟုတ်ဘူးနော်ဒီတစ်ခေါက်တော့တခိုးကြဘိုးမကာကွယ်နဲ့နော်ဟမ်တရား3ယောက်ကိုသူပြောတာဟုတ်တော်လိုက်တဲ့တရားဈေးရောက်တဲ့ဟာတရားဟိုပရိဒတ်သမားကိုတရား